မင်္ဂလာပါဒီနေ့တော့ကျွန်တော်တို့ရဲ့အမှတ်ဉာဏ်တွေကိုစမ်းသပ်ကြည့်အောင်မင်းရဲ့အမှတ်ဉာဏ်ကဘယ်လောက်ထိတိကျတယ်လို့ထင်လဲ100 ရာခိုင်နှုန်းလားကဲပထမဆုံးစမ်းသပ်ချက် Monopoly game တွေကဒီတထေးကြီးကိုကြည့်ပါသူ့မျက်လုံးမှာမျက်မှန်ဝိုင်း monocle ပါသလားမပါဘူးလားမျက်လုံးမိတ်ပြီးတေချာစဉ်းစားကြည့်နော်အဖြေကတော့မပါပါဘူးဒါပြီးထူးဆန်းတာကကဘာပေါ်ကလူပေါင်းတန်းနဲ့ချီပြီးတော့သူ့မှာမျက်မှန်ပါတယ်လို့ပဲဆွေးဆွေးမဲမဲမှတ်မိနေကြတယ်ကျွန်တော်အပါအဝင်ပေါ့နောက်ထပ်တစ်ချက်တစ်ခုထားမယ် Snow White ဇာတ်ကားတွေကစုံမကြီးမှန်ကိုကြည့်ပြီးပြောတဲ့စကားကိုမှတ်မိတယ်မလား Mirror mirror on the wall လို့ပြောတာလား Magic mirror on the wall လို့ပြောတာလားအဖြေကတော့ Magic mirror on the wall လူတိုင်းဒီပါက Mirror mirror လို့ပဲထင်နေကြတာပါဒါပေမဲ့မူရင်း Disney ကာတွန်းထဲမှာတော့ Magic mirror on the wall လို့ပဲပြောသွားပါတယ်ကျွန်တော်တို့ငယ်ငယ်ကကြည့်ခဲ့တာတခြားကားများလားမင်းရော Mirror mirror လို့ပဲအခုချိန်ထိထင်နေတော့မလားဒါဆိုရင်တော့မင်း Mandela effect မိနေပါပြီ Mandela effect ဆိုတာဘာလဲဘာလို့လူတွေအများကြီးကမရှိခဲ့တဲ့အရာတစ်ခုကိုရှိတယ်လို့တညီနဲ့တွဲမှားမှတ်မိနေကြတာလဲဒီဖြစ်ရပ်ကို The Mandela effect လို့ခေါ်ပါတယ်တောင်အာဖရိကသမ္မတဟောင်း Nelson Mandela ကိုအစွဲပြုပြီးခေါ်တာပါ2030ခုနှစ်မှာ Nelson Mandela ဆုံးပါသွားတဲ့အခါလူတွေအများကြီးကအံ့ဩသွားကြတယ်ဟင်သူက1980လောက်ကတည်းကထောင်ထဲမှာဆုံးသွားပြီမဟုတ်ဘူးလားဆိုပြီးပေါ့တချို့ဆိုရင်သူ့ရဲ့ဇာပနာအခမ်းအနားကို TV မှာကြည့်လိုက်ရတယ်လို့တောင်ပြောကြတယ်တကယ်တမ်းကျတော့သူကထောင်ကလွတ်လာပြီးသမ္မတတောင်ဖြစ်ခဲ့ပါသေးတယ်ဆိုတော့ကျွန်တော်တို့ရဲ့အုံနောက်တွေကပဲမှားနေတာလားဒါမှမဟုတ်တခြားလွတ်လပ်ချက်တစ်ခုခုရှိနေတာလားစိတ်ပညာရှင်တွေကတော့ဒါကို false memory လို့ရှင်းပြတယ်ကျွန်တော်တို့ဦးနောက်ကကွန်ပျူတာ hard disk လို့အချက်အလက်တွေကိုအတိအကျတင်ထားတာမဟုတ်ပါဘူး Monopoly တထေးကြီးဆိုရင်တထေးဆိုတဲ့ပုံရိပ်ကြောင့်မျက်မှန်ဝိုင်းပါရမယ်လို့ဦးနောက်ကသူ့အလိုလိုဖြည့်ဆွဲတာမျိုးပေါ့ဒါပေမဲ့ပိုပြီးစိတ်ဝင်စားစရာကောင်းတဲ့ theory တစ်ခုရှိပါသေးတယ်အဲ့ဒါကတော့ parallel universe applying ကဘာ theory ပါကျွန်တော်တို့ဟိုအရင်တုန်းကနေခဲ့တဲ့ကဘာမှာ Monopoly တထေးကြီးကမျက်မှန်တိုက်ခဲ့တာဖြစ်နိုင်တယ်ဒါပေမဲ့တစ်ချိန်ချိန်မှာကဘာနှစ်ခုပေါင်းစည်းသွားပြီးအခုလက်ရှိကဘာမှာတော့မျက်မှန်မပါတဲ့အဖြစ်အပျက်ဖြစ်သွားတာပေါ့ကျွန်တော်တို့မှတ်မိနေတဲ့အသိတွေကတကယ်ရောစစ်မှန်ရလားတကယ်ချင်းလို့ရောဘယ်အရာတွေကိုအမှန်လို့ထင်ပြီးမှားမှန်နေကြလဲ comment မှာဝင်ဆွေးနွေးပေးကြပါဦးဘဝတူရီစမ်းကြတဲ့အကြောင်းအရာတွေကိုအပတ်တိုင်းတင်ဆက်ပေးမယ့် Glow Up Gathering ကို subscribe လုပ်ထားဖို့မမေ့နဲ့နော် bye bye